ဒေါ်နန်းကဖိုင်တွဲကိုစပွဲပေါ်ချလိုက်ပြီးမိကွန်းတစ်ခုစတင်ခဲ့တယ်။ဒါလွန်ခဲ့တဲ့3 လကကားအက်ဆီဒင့်အဲ့ဒီအမှုနဲ့မင်းတို့ဘာဆိုင်လဲ။မင်းထက်ရဲ့မျက်နှာအနှဲငယ်ပြတ်သွားပေမဲ့ချက်ချင်းပြန်ထိန်းလိုက်တယ်။အဲ့ဒါမတော်တဆမှုပါ။ဆန်ဒီကကားမောင်းတာကျွန်တော်အိပ်ပျော်နေတာပါ။ကားမောင်းနေတာကမင်းထက်ပဲဖြစ်ပြီးသူအရက်အယမ်းမူးနေခဲ့တယ်။ဆန်ဒီကတော့မင်းထက်ကားမောင်းတာကိုအယမ်းထိတ်လန့်နေခဲ့တယ်။ထို့နောက်ဆန်ဒီကအလောင်းကိုဖျောက်ဖို့ကူညီခဲ့ရတယ်။အခုဆန်ဒီတည်သွားတာရောလက်စားချေတာဖြစ်နိုင်လား။ဒါမှမဟုတ်သူမကမင်းကိုငွေညစ်လို့မင်းပဲနှုတ်ပိတ်လိုက်တာလား။ကျွန်တော်ဆန်ဒီကိုတိတ်ချစ်တာဗျ။ဘာလို့တက်ရမှာလဲ။ဒါပေမဲ့သူ့မျက်လုံးထဲကအမှန်တရားကိုဒေါ်နန်းမြင်နေခဲ့တယ်။အမှန်တရားကိုဖုံးကွယ်နိုင်မလား။